ကန်ကောနီကကျင်းစာတင်နေတဲ့ဇက်ကားတကားဖြစ်ကြောင်းထုတ်ပြောလာခဲ့တဲ့ဒရိုက်တာဝိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မကြခင်ရပိုင်းတွင်မှာပဲရုံတင်ပြသတော့မယ်ကန်ကောနီဇက်ကားကြီးဟာဆိုရင်ရုံမကျင်ခင်ဆန်လန်ကျွညာရီမာကလေးကပရိသတ်ရဲ့တခင်နဲ့အားပေးမှုကိုရရှိနေပြီပဲဖြစ်ပါတယ်။ဒီဇက်ကားမှာတော့အဒီကတရုတ်ဆောင်နေနဲ့ဖွဖွရဲ့အလင်းရောက်ချမ်းမင်းရဲ့ကျွန်းရွှေသမင်းတို့ပါဝင်ရိုက်ကူးထားပဲဖြစ်ပါတယ်။ပန်းတွေနဲ့ကန်ဆက်ပြီးအကျိုးပေးတဲ့ဖွဖွရတော့ကန်ကောနီဇက်ကားကြီးနဲ့2025ခုနှစ်ရဲ့အကယ်ဒမီကိုတင်ပိုက်နိုင်မယ်လို့တော့ရေပန်းစာလူပြောများနေရပဲဖြစ်ပါတယ်။တိုင်းဆိုင်စွာနဲ့ပဲကန်ကောနီဇက်ကားကြီးရဲ့ဒရိုက်တာကဖွဖွအကယ်ဒမီရရှိခဲ့တဲ့လက်ပံရွှေကြောင်ကျမကနင်းစီပါမောင်ဇက်ကားတွေကိုပုံဖော်ရိုက်ကူးခဲ့တဲ့ဒရိုက်တာဝိုင်းပဲဖြစ်ပါတယ်။ဒါကြောင့်ပဲပန်းတွေနဲ့အကျိုးပေးကန်ဆက်တဲ့ဆရာတပည့်နှစ်ယောက်2025အကယ်ဒမီကိုတော့ပြမလို့ဘူးဆိုပြီးရုံမကျန်ခင်နမဲကြီးနေရပါအခုတခါမှတော့ဒရိုက်တာဝိုင်းကကန်ကောနီစကားချင်းနဲ့ပတ်သက်ပြီးချင်းစာမိနေရဆိုတဲ့အကြောင်းတွေကိုပရိသတ်တွေတည်အောင်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ကန်ကောနီစကားကြီးကိုလွန်ခဲ့တဲ့6နှစ်လောက်ကလေးကရိုက်ကူးခဲ့ပြီးအခက်အခဲတွေများကြီးကြားနေအောင်မြင်အောင်ရိုက်ကူးခဲ့ရတယ်။နောက်ပြီးဒီစကားကြီးရိုက်ကူးချိန်တုန်းကကန်ကောပန်းပွင့်တဲ့ရာဒီမော်တာကြောင့်ရှေ့ရကန်ကောပန်းတွေကိုရေခဲရိုက်ထားပြီးစကားမှအသုံးပြုခဲ့ကြတယ်လို့ဆိုပါရယ်။တင်စာမီနီယာကတော့ခက်ခဲရိုက်ကူးပြီးစီးခဲ့ချိန်မှာပဲကိုဗစ်ရောဂါဖြစ်သွားတာကြောင့်ယုံသွင်းခွင့်မရခဲ့လိုက်ပါဘူး။နောက်ပြီးကိုဗစ်ကာလအလွန်မှလည်းအကြောင်းမျိုးကြောင့်ယုံသွင်းခွင့်မရပဲယခုနှစ်မှာသာယုံသွင်းခွင့်ရရှိခဲ့တာပါ။ကန်ကောနီစကားတဲ့မဟုတ်ပဲအရှိမရိုက်ကူးပြီးဖြစ်တဲ့လက်ပံကျမနင်းစီပါမောင်တုံးကလည်းအခုလိုမျိုးတွေဖြစ်ခဲ့ဖို့ပဲရွှေချတကားသားအစဉ်ချောချောနဲ့ပြီးမြောက်သွားတယ်လို့ဆိုပါရယ်ဒါလေဒရိုက်တာဝိုင်းနဲ့ဖွဖွတို့ရဲ့ပန်းတွေနဲ့ပတ်သက်တဲ့ကျင်းစာတစ်ခုလိုဖြစ်နေပြီလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။ရိုက်ခဲ့ဖို့ရဲ့ပန်းစကားတွေထဲမှာတော့ကန်ကောနီကကျင်းစာအဆူဆုံးဖြစ်ခဲ့တာပါ။ဒါမဲ့သူရဲ့ကျင်းစာပြဲသွားတဲ့အချိန်မှာတော့အောင်မြင်မှုဟာအမကန်ပဲလို့ပြောရမှာပါ။ရုံမတင်ခင်ကျင်းကလေးကအခုလိုဟစ်နေတဲ့ဇက်ကမြမရုပ်ရှင်လောကမှာတော့ခက်ရှာရှာရဲ့ပါနောက်ပြီးကန်ကောနီစကားကြီးဟာစာပေလောကရဲ့နာမည်ကြီးစာရေးဆရာမင်းလူရဲ့လူကြိုက်များတဲ့ဝတ္ထုသုံးပဲဖြစ်ပါတယ်စာဖတ်ပရိသတ်တော်များများဟာသူတို့ညက်တက်တဲ့စာပေဝတ္ထုတွေကိုရုပ်ရှင်အဖြစ်ပြောင်းမြင်ဖို့ရလက်မခံနိုင်ကြပါဘူးဒါပေမဲ့ကန်ကောနီကိုတော့ထူးထူးခြားခြားလက်ခံအားပေးနေကြတာပါဒါလည်းဝတ္ထုတွေကဇက်ကောင်ခင်မီတင်နဲ့ဖွေကိုတွဲမြင့်မြကြလို့ပဲဖြစ်ပါတယ်ဝတ္ထုတွေကခင်မီတင်ကတော့မဲပိန်ကလေးဆိုပေမဲ့ဖွေကတော့ဖြူတက်တဲ့ကျစရာကလေးမအတွင်ဖြစ်နေကြတာပါဒါပေမဲ့လည်းခင်မီတင်နေရာမှာတခြားမင်းသမီးတောင်ဆိုရင်လိုက်ဖက်မှာမဟုတ်တာကြောင့်ခင်မီတင်ဟာဖွေနဲ့သာအလိုက်ဖက်ဆုံးဖြစ်မယ်ဆိုပြီးအားပေးနေကြပဲဖြစ်ပါတယ်ဒရိုက်တာဝိုင်းရလေဖွကတခြားမင်းသမီးတွေလိုထူးထူးခြားခြားလှနေရမျိုးမဟုတ်ပဲသူ့ပုံစံလေးနဲ့တူချစ်စရာခေါင်းကျူဖြစ်တာကြောင့်ခင်မီတင်နေရာမှာဖွကိုရွေးချယ်ခဲ့ရလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင်ကန်ကောနီဟာသူ့ရဲ့ချိန်စာတွေလည်းပြည့်သွားပြီဖြစ်ပြီးမကြခင်မှာပဲပရိသတ်ရဲ့ရွှေကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ကန်ကောနီဟာပရိသတ်တွေမျှော်လင့်ထားသလောက်စိတ်ကျဉ်နှံ့မှုပေးနိုင်မလားမပေးနိုင်ဘူးလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါပြီကြီးကျူးနေတဲ့ပရိသတ်တို့အနေနဲ့လည်းချိန်စာတွေပြည့်သွားပြီးအောင်မြင်နေပြီဖြစ်တဲ့ကန်ကောနီစကားနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုလည်းအခကွန်မန့်လေးထဲမှာရေးပေးခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျမတို့ channel ကနေပြီးတော့စိတ်ဝင်စားဖွယ်ရာတွေအကြောင်းအသေးတွေနဲ့တူပြန်လာကြည့်ဦးမှာဖြစ်လို့အသစ်တော်ရီတင်နိုင်မြို့တန်သိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်နော်အဆုံးထိအားပေးနာဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်